ဒီလိုမျိုးကိုယ်စိတ်ဝင်စားတဲ့မြို့နယ်ပဲဖြစ်ဖြစ်ကိုယ်စိတ်ဝင်စားတဲ့ study area မှာပေါ့နော်ဒီ wildlife species တစ်ခုခုတိရစ္ဆာန်တစ်ကောင်ရဲ့ပေါ့နော်သူရဲ့ subject မြင်နေရတယ်ကျွန်တော်တို့ရှာဖွေတဲ့အခါမှာQGIS မှာဘယ်လိုမျိုးနည်းတွေနဲ့ကျွန်တော်တို့တွက်ထုတ်လို့ရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါဟုတ်ဒီနေ့ကတော့ကျွန်တော်တို့ကကိုယ်စိတ်ဝင်စားတယ်ပေါ့နော်ဒီ interest area မှာဒီ wildlife species ပေါ့နော်မျိုးစိတ်တစ်ခုခုရဲ့ကျွန်တော်တို့သူ့ရဲ့ subject ပေါ့နော်တင်တော်တဲ့ subject နေရာတွေကိုကျွန်တော်တို့ရှာဖွေတဲ့အခါမှာ QGIS ကိုဘယ်လိုမျိုးအသုံးပြုလို့ရမလဲဆိုတော့ကျွန်တော်ဒီနေ့ပြသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီဟာကိုတော့ဖို့ဆိုရင်ကျွန်တော်ကဒီလိုအပ်တဲ့ data အနေနဲ့ပေါ့နော်ကျွန်တော်ကသုံးသွားမယ်ပေါ့နော်ပထမတစ်ခုကကျွန်တော် DEM file ပေါ့နော် elevation data ရချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော် DEM file ကိုသုံးမယ်နောက်ပြီးကျရင်ကျွန်တော် string network ကိုသုံးမယ်ပြီးကျွန်တော် row network ကိုသုံးမယ်ပေါ့နော်ဒီ data သုံးခုကိုကျွန်တော်သုံးမယ်ပေါ့နော်ပြီးတော့ကျွန်တော်ကဒီကျွန်တော်စိတ်ဝင်စားတဲ့မျိုးစိတ်ပေါ့နော်ဒီမျိုးစိတ်ရဲ့ဒီ subject တင်လို့ရတဲ့ subject ကိုကျွန်တော်ကရှောက်ပြီးတဲ့အခါမှာ criteria သုံးခုသတ်မှတ်ထားတယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ကဘာလဲဆိုရင်ကျွန်တော်တို့ကဒီ elevation အနေနဲ့အနည်းဆုံး4000ပေါ့နော်မီတာမီတာ400ပေါ့နော်မီတာ400အထက်ရှိရမယ်နောက်ပြီးကြရင်ကျွန်တော်တို့ကအဲ့ subject မြင်နေရဒီဘယ်အတွက်မှရှိရမလဲဆိုရင်ကျွန်တော်တို့ water source ပေါ့နော်ရေရင်းမြစ်ရှိတဲ့နေရာနဲ့မီတာ600အတွင်းမှာရှိရမယ်နောက်ပြီးကြရင်ကျွန်တော်တို့ဒီ public road တွေပေါ့နော်ဒီလမ်းအနေနဲ့ကျွန်တော်တို့အနည်းဆုံးမီတာ1000ကျွန်တော်ဝေးရမှာပေါ့နော်ဒီ criteria 3ချက်နဲ့ကိုက်နေရင်ဒီကျွန်တော်စိတ်ဝင်စားတဲ့ wildlife species မျိုးစေ့ရဲ့ subject မြင်နေရတင့်တော်တယ်လို့ကျွန်တော်ကသတ်မှတ်ထားတဲ့ကြောင့်မလို့ဒီ criteria 3နဲ့ကျွန်တော်ရှာမယ်ပေါ့နော်ပြီးတော့နောက်ဆုံးနှစ်ချက်အနေနဲ့ကျွန်တော်တို့လိုအပ်မဲ့ data ကတော့ကျွန်တော်တို့ကိုစိတ်ဝင်စားတဲ့ study area တော့လိုမယ်ပေါ့နော် okay ကျွန်တော်တို့သူ့ရဲ့ workflow နဲ့ functional ချက်သွားကြည့်လိုက်မယ်ပေါ့နော်ပထမတစ်ချက်အနေနဲ့ကျွန်တော်ကဘာတွက်သွားမလဲဆိုရင်ကျွန်တော်ကဒီ DEM file နေပြီးတော့ကျွန်တော်ကမီတာ400အထက်ရှိတဲ့ elevation ပေါ့နော်မီတာ400အထက်ရှိတဲ့နေရာကိုကျွန်တော်တွက်ထုတ်သွားမယ်နောက်ပြီးကြရင်ကျွန်တော်တို့ဒါကကြောင့်ပထမ criteria အနေနဲ့ကျွန်တော်တွက်ထုတ်သွားမှာပေါ့နော်ဒုတိယ criteria အနေနဲ့ကျွန်တော်ရှာနေတဲ့ subject မြင်နေရသည်မြစ်ချောင်းအနေနဲ့ကျွန်တော်တို့ဘာဖြစ်ရမလဲဆိုရင်ဒီ water source ပေါ့နော်ရေရင်းမြစ်ရှိတဲ့နေရာနဲ့မီတာ600အတွင်းမှာရှိရမယ်ဆိုတော့ကြောင့်မလို့ကျွန်တော်အဲ့အတွက်ကျွန်တော် buffer 2ကိုထုံပြီးတော့လောက်သွားမယ်နောက်ပြီးကြရင်ကျွန်တော်က subject မြင်နေရသည်ကျွန်တော်တို့ public road တွေပေါ့နော်ဒီ land အနေနဲ့ကျွန်တော်အနည်းဆုံးမီတာ1000ပေါ့နော်ဝေးရမယ်ဆိုတော့ကြောင့်မလို့ကျွန်တော်အဲ့အတွက်လည်းကျွန်တော် buffer သုံးသွားမယ်ပေါ့နော်နောက်ပြီးကြရင်ကျွန်တော်ကခုနကကျွန်တော်တို့ဒီ elevation ပေါ့နော်မီတာ400အထက်ရှိ elevation ရှာထားတဲ့ဟာတွေကိုကျွန်တော်ကဒီ polygonize မပြောင်းခင်မှာနည်းနည်းအသုံးဖို့အတွက်ကျွန်တော်ကနည်းနည်းလေးပြင်ဆင်နိုင်ကျွန်တော်ဒီလောက်သွားမယ်ပေါ့နော်ပြီးတော့ကျွန်တော်နံပါတ်အဆင့်9နဲ့ကျွန်တော် polygonize လောက်သွားမယ်ပေါ့နော်တွက်ထားတဲ့ဟာတွေ polygonize လုပ်မယ်ရလာတဲ့ polygonize ပေါ့နော်ခုနပြောတဲ့မီတာ400အထက်ရှိတဲ့နေရာတွေကိုကျွန်တော်ကခုနပြောတဲ့ဒီမြစ်ချောင်းနေနဲ့ကျွန်တော်ကဘာပြောရမလဲဆို click လုပ်သွားမယ်နောက်ပြီးကြရင်ပြီးရင်ကျွန်တော်လမ်းပေါ့နော်လမ်းနဲ့မီတာ1000အနည်းဆုံးဝေးရမယ်တော့ကြောင်းမလို့ကျွန်တော်ကနောက်ပြန်ကျွန်တော် difference tool ကိုကျွန်တော်သုံးသွားမယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ကလုပ်သွားမယ်ပေါ့နော်အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကသူ့ရဲ့ဒီအနှစ်ချုပ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီ habitat ပေါ့နော် analyze လုပ်တဲ့အခါမှာကျွန်တော်သုံးသွားမယ် raster calculator သုံးသွားမယ် buffer 2ရေသုံးသွားမယ် polygonize လုပ်သွားမယ်ပြီး clip 2ရေသုံးသွားမယ်ပြီး difference 2ရေသုံးသွားမယ်ပေါ့နော်ဒီလိုပုံစံမျိုးကျွန်တော်ကသုံးသွားမယ်နောက်ပြီးရင်ကျွန်တော်တို့အဲ့လိုသုံးပြီးသွားဆိုကျွန်တော်တို့လိုချင်တဲ့ final result ပေါ့နော် final result မြေပုံရဲ့ final result ကိုကျွန်တော်တို့ရှာသွားမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ QGIS ကိုတစ်ချက်တွားကြည့်လိုက်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒါဆိုရင်ဒါ QGIS ထဲရောက်နေပါပထမဆုံးအနေနဲ့ကျွန်တော်ခုနရှေ့မှာtheoretically ဘိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ DEM file လိုမယ်နောက်ပြီးကြရင်ကျွန်တော်တို့ဒီ water ပေါ့နော် waterway လိုမယ်ပြီးကျွန်တော်တို့ highway network တွေလိုမယ်လမ်းကြောင်းတွေပေါ့နော်ပြီးကျွန်တော်တို့ကိုယ့်ရဲ့စိတ်ဝင်စားတဲ့ study area လိုမယ်ပေါ့နော်ဒီဟာကိုကျွန်တော်တို့ထည့်ဖို့လိုမယ်ပေါ့နော်โอเคပထမဆုံးအနေနဲ့ကျွန်တော်တို့မလိုအပ်တဲ့ layer လေးကျွန်တော်ဖြောက်ထားအောင်ပါနော်ပထမဆုံးကျွန်တော် run မှာက DEM file ကို run မယ်ပေါ့နော် DEM file run တဲ့အခါမှာကျွန်တော်ရှင်းမှာကျွန်တော်ရဲ့ criteria အနေနဲ့ကelevation ကမီတာ400အနည်းဆုံးရှိရမယ်ကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့အတွက်ကျွန်တော် raster calculator ကိုကျွန်တော်သုံးသွားမယ်
raster ကိုသွားမယ်ပေါ့နော် raster ကနေပြီးတော့ကျွန်တော် raster calculator ကိုကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးကျွန်တော်တို့သူ့ရဲ့ formula ကျွန်တော်ထည့်မယ်ပေါ့နော်တကယ်လို့ကျွန်တော် DDM ကိုပြီးရင် less than ကျွန်တော်တို့400ပေါ့နော်မီတာ400ပြီးရင်ကျွန်တော်တို့မြောက်မယ်ပေါ့နော်ဘာနဲ့မြောက်မလဲဆိုတော့ကျွန်တော်0နဲ့မြောက်မယ်ပြီးရင်ပေါင်းနောက်ထပ်ကျွန်တော်ဘာဖြစ်မလဲဆိုရင် main ကကျွန်တော်တို့ greater than ပေါ့နော် greater than ပြီး400ပြီး2ကျွန်တော်တို့ပြီး1ပေါ့နော်ကျွန်တော်တို့ဒီတိုင်းလေးထည့်မယ်ပေါ့နော်ပြောချင်တာကတော့ကျွန်တော်တို့ကဒီ DEM file ကမီတာ400အထက်ရှိမှာကျွန်တော်တို့သုံးမယ်ဆိုတဲ့တဘောပေါ့နော်မီတာ400အောက်ကိုကျွန်တော်ထည့်သွင်းမစင်စားဘူးဆိုတဲ့တဘောမျိုးနဲ့ကျွန်တော်ဒီ formula ထည့်မယ်ပေါ့နော်ဒီတိုင်းလေးကျွန်တော်ရေးပြဖို့လိုမယ်ပြီးရင်ကျွန်တော်ဒီ output layer မှာကျွန်တော်တို့ file နာမည်ထည့်ပြဖို့လိုမယ်ပေါ့နော်ကျွန်တော်ကတော့DEM underscore ကျွန်တော်400ပေါ့နော်400လုပ်ပေးလိုက်မယ်ပြီး save နှိပ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ final နဲ့ပြီးပြီးတော့ရင် format tag က geodiff ဖြစ်တယ်ပြီး formula ထည့်ထားပြီးဆိုကျွန်တော်တို့ run လိုက်မယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီမှာရလာပြီပေါ့နော်ဒီမှာလည်း DEM layer ဆိုကျွန်တော်တို့layer တစ်ခုတိုးလာပြီပေါ့နော်အဲ့ပုံစံမျိုးကျွန်တော်တို့ခဏနေထားခဲ့လိုက်အောင်မယ်ပေါ့နော်နောက်ပြီးကြရင်ကျွန်တော်တို့ process 2အနေနဲ့ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒုတိယ criteria အနေနဲ့ကျွန်တော်ရှာနေတဲ့ habitat suggest နေရာဒီရေရှိတဲ့နေရာတွေနဲ့ကျွန်တော်တို့မီတာ600အတွင်းမှာရှိရမယ်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ရှာမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကရှေ့မှာကျွန်တော်ပြောခဲ့တယ်လို့ပဲဘာသုံးမလဲဆိုရင်ကျွန်တော် buffer 2ကိုသုံးမယ်ပေါ့နော်ဒီ input layer မှာတော့ကျွန်တော် water weight ထည့်မယ် test မှာဆိုရင်ကျွန်တော်တို့ခုနကပြောခဲ့တဲ့ criteria အနေနဲ့ကျွန်တော်တို့600ထည့်မယ်နောက်ပြီးကြရင်ကျွန်တော်တို့ဒီ buffer လုပ်တဲ့ file ကိုစိတ်မလားပေါ့နော်ဒီမှာတော့ကျွန်တော်က temporary file တွေပဲစိတ်ကြမယ်တကယ်လို့ကိုက permanent file နေနဲ့စိတ်နေဆိုတော့ 6 to 5 တွေပြီးမှစိတ်လိုက်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော် temporary file နေနဲ့ပဲကျွန်တော် run လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာကျွန်တော်တို့လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ဒီsorry ရေမြင့်နဲ့ပတ်သက်ပြီးကျွန်တော် buffer တစ်ခုရလာပြီပေါ့နော်ဒီမှာကျွန်တော်ဒီရဲ့ buffer ကိုကျွန်တော်နာမည်လေးပြန်ချိန်လိုက်မယ်ပေါ့နော် waterway ကျွန်တော်600လို့လွယ်တကူပေးခဲ့လိုက်မယ်ပေါ့နော်နောက်တစ်ချက် criteria အနေနဲ့ဘာလို့ရမလဲဆိုရင်ကျွန်တော်ရှာနေတဲ့ suggest မြင်နေရသည် public road တွေနဲ့ကျွန်တော်တို့အနည်းဆုံးမီတာ1000ဝေးရမယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ကဒီလမ်းကြောင်းပေါ့နော်အဲ့အတွက်လည်းကျွန်တော်ကဘာသုံးမလဲဆိုရင်ကျွန်တော် buffer ကိုပဲကျွန်တော်သုံးတော့မယ်ပေါ့နော် buffer တော့မယ်ဒီကမှာဆိုတော့ကျွန်တော်တို့ highway ကိုကျွန်တော်တို့ရွေးရမယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ test မှာကျွန်တော်1000လို့ရေးလိုက်မယ်ပေါ့နော်ဒီမှာလည်းကျွန်တော်ကဒီ permanent အနေနဲ့မစေးတော့ဘူး temporary file အနေနဲ့ပဲကျွန်တော်စေးပြီးတော့ကျွန်တော် run လိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ပြီးသွားပြီဒီမှာကျွန်တော်တို့buffer တစ်ခုတိုးလာပြီပေါ့နော်အဲ့ဟာကိုကျွန်တော် rename ကျွန်တော်ပြန်ပေးလိုက်မယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်က လွယ်တကူနဲ့ road ကျွန်တော်တို့1000ပေါ့နော်အောင်ပေးလိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ criteria 3ခုလုံးကျွန်တော်ပြည့်သွားပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီခုနကကျွန်တော်တွက်ခဲ့တယ်ပေါ့နော်ဒီ DEF ကိုကျွန်တော် polygonize ပြောင်းမှုလို့တယ်ပေါ့နော် polygonize မပြောင်းခင်မှာကျွန်တော်တို့နည်းနည်းလေးပြန်ပြင်မှာပေါ့နော်ဘာပြင်မလဲဆိုရင်သူ့ရဲ့ property ကိုတွားမယ်တွားပြီးရင်ကျွန်တော်ဒီရဲ့ transparency မှာဒီ additional no value မှာကျွန်တော်တို့0ထည့်မယ်ပေါ့နော်ပို့ပြီးတည်ကြတော့အောင်ကျွန်တော်တို့ဒီမှာဒီရဲ့အပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ဒီမှာလည်းကျွန်တော်တို့0ထည့်မယ်ပြီးနေတဲ့တရားပြောချင်တာကကျွန်တော်တို့က0တန်ဖိုးရှိတဲ့နေရာကိုကျွန်တော်ကမလိုချင်ဘူးဆိုတဲ့သဘောပေါ့နော်ပြီး apply နိုင်မယ် okay နိုင်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီမီတာလေးကအထက်ရှိတဲ့နေရာတွေပဲကျွန်တော်တို့ဒီမှာရလာပြီပေါ့နော်အဲ့လိုရလာတဲ့အခါမှာကျွန်တော်တို့ polygonize ပေါင်းမယ်ပေါ့နော် polygonize ပေါင်းတဲ့အခါမှာကျွန်တော်တို့ raster ကိုတွားမယ်တွားပြီးဒီ conversion မှာpolygonize raster to better ဆိုလေးရှိရပေါ့နော်အဲ့ကောင်ကိုရွေးပေးမယ်ရွေးပြီးရင်ကျွန်တော်တို့ဒီမှာဒီ input layer မှာကျွန်တော်ဒီ file ကိုကျွန်တော်တို့ထည့်မယ်ပြီးရင်ကျွန်တော်တို့ဘာမှမလုပ်ဘူးဒီရဲ့ beterize file မှာလည်းကျွန်တော်တို့အနေနဲ့temporary file နေနဲ့ထားခဲ့လို့ရတယ်ပြီးကျွန်တော် permanent နေနဲ့စေချင်တယ်ဆိုလဲစေလို့ရပါဒီမှာတော့ကျွန်တော်temporary file နေတွေကျွန်တော်တို့ထားခဲ့လိုက်မယ်ပေါ့နော်အဲဆိုကျွန်တော် run လိုက်မယ် close လုပ်လိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာ
weatherize ပိုင်းလေးရလာပြီပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းလေးနာမည်ပြန်ချိန်လိုက်မယ်ပေါ့နော်ဒီ DEM ကျွန်တော်400ပြီးရင်polygon ပုံစံမျိုးကျွန်တော်နာမည်ပေးလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်သူ့ရဲ့ attribute တွေပေါ့ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မယ်ပေါ့နော် attribute တွေဝင်ကြည့်တဲ့အခါမှာကျွန်တော် DN ဆိုတဲ့နေရာလို့ကျွန်တော်ထောက်လိုက်ပေါ့နော်ပြီးတော့တစ်ချက်ထောက်လိုက်ရင်ဒီမှာ0တွေရှိတယ်ကျွန်တော်တို့1တွေရှိပေါ့နော်ရှေ့မှာကျွန်တော်ပြောခဲ့တယ်လို့ပဲဒီ0တွေကိုကျွန်တော်ကမလို့ပေါ့နော်1တွေကပဲကျွန်တော်ကစိတ်ဝင်စားတော့ကြောင့်ဒီ0ကျွန်တော်ဖြတ်လိုက်ပါနော်ဖြတ်တဲ့အခါကျရင်ကျွန်တော်ဘယ်လိုဖြတ်မလဲဆိုရင်ဒီ edit tool ကိုကျွန်တော်ဖွင့်မယ်ဖွင့်ပြီးဒီမှာ click တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်တို့0ရှိတဲ့နေရာနောက်ဆုံးပေါ့နော်ဘယ်နာက0ရှိလဲပေါ့နော်အဲဆိုရင်ကျွန်တော်ဒီနားမှာ166နဲ့မှာ0နောက်ဆုံးပေါ့အဲ့နေရာကိုကျွန်တော်တို့ရှစ်ကိုနှိပ်ပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင် click နှိပ်လိုက်မယ်ပေါ့နော်အဲ့လိုနှိပ်ပြီးတော့ဆိုကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီအပေါ်မှာကျွန်တော် delete ရှိရပါအဲ့လေကျွန်တော် delete ကိုနှိပ်လိုက်မယ်ပြီးရင်နှိပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီဟာလေးကို tool လေးကိုကျွန်တော်တို့ပြန်ပိတ်မယ်ပေါ့နော်ပြီး save နှိပ်လိုက်မယ်ကျွန်တော်တို့ elevation 400အထက်ရှိတဲ့နေရာကျွန်တော်တို့ရလာပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်နောက်တစ်ဆင့်အနေနဲ့ဒီ criteria 2အနေနဲ့ပေါ့နော်ဒီရဲ့ habitat နေရာဒီစကြက်မြေနေရာဒီရေရှိတဲ့နေရာနဲ့မီတာ600အတွင်းမှာရှိရမယ်ဆိုဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့နေရာကိုကျွန်တော် click လုပ်ကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဘတ်တာကိုသွားမယ်သွားပြီး geoprocess tool အောက်မှာရှိတဲ့ clip ကိုနှိပ်မယ်ပြီး import layer မှာကျွန်တော်တို့ဒီရန် polygonize ပြောင်းထားတဲ့ရောရွေးထားမယ်ပြီးရင် overlay နေရာမှာတော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင် waterway 600ပေါ့နော်ရေနဲ့မီတာ600အတွင်းရှိတဲ့နေရာကိုကျွန်တော်ရချင်တဲ့အတွက်ကြောင့်မလို့ဒီကောင် click လုပ်မယ်ဒီမှာလည်းကျွန်တော် temporary file နေနဲ့ပဲကျွန်တော်ထားခဲ့မယ်ပေါ့နော်ပြီးကျွန်တော် run လိုက်မယ် close နေလိုက်အဲဆိုကျွန်တော်တို့ clip file တစ်ခုထည့်ရလာပြီပေါ့နော် clip file တစ်ခုထည့်ရလာပြီအဲဆိုကျွန်တော်ဒါလေးကိုနည်းနည်းပေါ်တင်ကြည့်လိုက်မယ်ဒီမှာအစိမ်းနေရာလေးပေါ့နော်ကျွန်တော်တို့ဒီမှာဒီရဲ့အစိမ်းနေရာလေးဒီမှာရလာပြီပေါ့နော်ဒါကကျွန်တော်တို့ဒီမီတာ400အထက်လဲရှိတယ်ရေရှိတဲ့နေရာနဲ့မီတာ600အတွင်းမှာရှိရဲဆိုတဲ့နေရာကိုကျွန်တော်တို့ရလာပြီပေါ့နော်ဒီအောင်ကျွန်တော် rename ပြန်ပေးလိုက်မယ်ပေါ့နော်ဒါကဘာပြောမလဲဆိုရင် DM 400ပြီးဘာဖြစ်မလဲကျွန်တော်တို့ waterway 600 criteria နှစ်ခုပြီးသွားတဲ့နေရာပေါ့နော် elevation 400အနည်းဆုံးရှိတဲ့နေရာလည်းဖြစ်တယ်ရေရှိတဲ့နေရာနဲ့မီတာ600အတွင်းမှာရှိတဲ့နေရာလည်းဖြစ်တယ်ဆိုတဲ့သဘောပေါ့နော်နောက်တစ်ခု criteria နောက်ဆုံး criteria တစ်ခုအနေနဲ့ကျွန်တော်တို့ဗာလဲဆိုရင် land နဲ့ပေါ့နော်ဒီ public road တွေနဲ့ land နဲ့အနည်းဆုံးမီတာ1000ဝေးတဲ့နေရာဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကဘာလို့ရမလဲဆိုရင် difference 2ကိုတောင်းမယ်ဒီနေ့က clip 2ကိုတုံးလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့သူကစန့်ကျင်မဲ့ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ကဒီ DM 400ဖြစ်တယ် waterway 600ထဲမှာလည်းကြားတယ်ဒါပေမဲ့ကျွန်တော်တို့မီတာ1000အနည်းဆုံးမီတာ1000မဝေးဘူးဆိုရင်ကျွန်တော်အဲ့နေကျွန်တော်မရချင်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးဆိုတဲ့အခါမှာကျွန်တော် difference 2ကိုတုံးမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဘတ်တာကိုသွားမယ် geoprocess tool အောက်မှာပဲကျွန်တော် difference ဆိုတာလေးရှိတယ်ဖွင့်မယ်ပြီးရင်ကျွန်တော်တို့ခုနက DM 400 waterway 600အတွင်းမှာရှိတဲ့နေရာကိုကျွန်တော်တို့ဘာနဲ့ difference လုပ်မလဲဆိုရင်ကျွန်တော် road ပေါ့နော်ဒါကြည့် land အနည်းဆုံးမီတာ1000ရှိတဲ့နေရာကိုကျွန်တော်တို့နေရာကိုရွေးမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ difference မှာလည်းကျွန်တော်တို့ temporary file နဲ့ပဲကျွန်တော် run သွားမယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော် run လိုက် main close နေလိုက်အဲ့ဆိုဒီမှာခင်းရောင်လေးလင်ပေါ့နော် layer တစ်တိုးလာမယ်ဒါကကြတော့ကျွန်တော်ဘာဖြစ်သွားပြီလဲဆိုရင်လုံးဝနောက်ဆုံး result ပေါ့နော်ဒီရန်400လဲရသွားပြီကျွန်တော်တို့ waterway ဘယ်လောက်လဲ600လဲကျွန်တော်တို့ရည်သွားပြီနောက်ထပ်ကျွန်တော်တို့ road 1000နဲ့လဲကျွန်တော်တို့ရသွားပြီအဲ့ဆိုရင်တော့ကျွန်တော်တို့မလိုအပ်တဲ့ဒီ layer ဒီရန်ဖြတ်မယ်ဒီ road တွေဖြတ်မယ်နောက်ပြီးကြရင်ကျွန်တော်တို့ဒီ waterway 600တွေဖြတ်မယ်ဒီရဲ့ polygon high ဖြတ်မယ်အဲ့မဲ့ဒီအောက်ကဒီရဲ့ layer high ကိုကျွန်တော်တို့ဖြတ်မယ်အဲ့ဆိုရင်ဒီလမ်းကြောင်းဟာလေးကိုကျွန်တော်တို့ဖြတ်လိုက်မယ်ဒီခန်းရောင်နေရာတွေဒီခန်းရောင်နေရာတွေဒီကျွန်တော်တို့လိုချင်တဲ့ style တွေကျွန်တော်ပြန်ထည့်လိုက်မယ်ဒီခန်းရောင်နေရာဒီကျွန်တော်တို့ဒီအစိမ်းရောင်နေရာတော့ကျွန်တော်တို့စက်ဝင်စား interest area အဲ့ထဲမှာခုနကကျွန်တော်တို့ကိုစက်ဝင်စားတဲ့ wildlife species အတွက်သတ်မှတ်ထားတဲ့ criteria အလိုက်သူရဲ့ suggest နေရာကိုရှောက်ဖွေတဲ့အခါမှာရလာတဲ့နေရာဒီခန်းရောင်လေးဖြစ်တယ်ပေါ့ဒီလိုနည်းနဲ့ကျွန်တော်တို့ဘာလို့ရမလဲဆိုရင်
ဟိုတက်လို့ရပြီပေါ့နော်ပြောမလို့တင့်တော်တဲ့သူ species အတွက်တင့်တော်တဲ့ကျွန်တော်တို့စကြက်တင်ရှာဖွေလို့ရပြီပေါ့နော်ဒါလို့ကျွန်တော်နည်းနည်း color လေးပြောင်းလိုက်မယ်ပေါ့နော်ဘာ color လေးပြောင်းမလဲဆိုရင်ကျွန်တော်ဒီနေမရောင်လေးပြောင်းလိုက်မယ်ပြီး solid line မို့တော့ no line ထားလိုက်မယ် line okay အဲ့ဆိုရင်ဒါကျွန်တော်တို့လိုချင်တဲ့ဒီစကြက်နေရကျွန်တော်တို့ရလာပြီပေါ့နော်ဒီအဝါရောင်နေရာလေးဒီကျွန်တော်တို့ရှာဖွေနေတဲ့ usage အတွက်လိုအပ်တဲ့စကြက်နေရာလေးပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ဒီလိုနည်းနဲ့ပေါ့နော်ဒီhabitat analysis တွေပေါ့နော်စကြက်မြေနေရာတွေကို analysis လုပ်တဲ့အခါမှာဒီလိုနည်းနဲ့ကျွန်တော်တို့QGIS မှာအလွယ်ကူဆုံးanalyze လုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်